မနေ့က day 1အနေနဲ့ကျွန်တော်တို့ရန်ကုန်ကနေကြိုက်တီယိုကိုစပိန်နဲ့ဖျားလာဖူးပြီးတဲ့အချိန်မှာတော့ဒီနေ့မှာတော့ကျွန်တော်တို့အစီအစဉ်လေးတစ်ခုရှိပါတယ် day 2အနေနဲ့ဖြစ်ပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ကျွန်တော်တို့ကီမိုစကန်တောင်ကြီးကနေတောင်ပေါ်ထိကိုခြေချင်းတက်မယ်ကျွန်တော်တို့တောင်ပေါ်မှာဖျားဖူးမယ်ဖျားဖူးပြီးတဲ့တပြိုင်နက်နေချင်းကိုကျွန်တော်တို့တောင်အောက်ကိုပြန်ဆင်းမဲ့အစီအစဉ်လေးဖြစ်ပါတယ်ဆိုတော့ day 2အနေနဲ့ကျွန်တော်တို့ကြိုက်တီယိုဖျားကိုခြေချင်းတက်မဲ့အစီအစဉ်လေးဖြစ်ပါတယ်လိုက်ကြည့်လိုက်ကြပါဦးဗျအားလုံးပဲ morning ပါဗျမနက်6နာရီခွဲဝန်းကျင်မှာပဲကျွန်တော်တို့ dairy model ကနေတောင်ပေါ်ကိုခြေချင်းတက်ဖို့အတွက်ကျွန်တော်တို့စပြီးထွက်ခွာဖို့ပြင်ဆင်နေပါတယ်မနေ့ကရန်ကုန်ကနေကင်မွန်စကန်အထိမိုင်ပေါင်းများစွာပေါ့နော်ကျွန်တော်တို့ day 1မှာစပိန်နေခဲ့ရတဲ့အတွက်ကြောင့်မို့လို့လူတွေကပင်ပန်းနေပေမဲ့လည်းကျွန်တော်တို့ challenge လေးအောင်မြင်ဖို့အတွက်စပြီးတော့ရင်ခုန်နေပါပြီကျွန်တော်တို့ခြေတက်လာပါပြီဗျဟုတ်ကဲ့ပါတောင်ပေါ်ကိုတော့ကျွန်တော်တို့9မိုင်နဲ့4ဖာလုံးထိတက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ရောက်ရှိနေတဲ့ကာလက3ရက်ပိတ်ကာလဖြစ်တဲ့အတွက်ကြောင့်မို့လို့တောင်ပေါ်ကိုကားနဲ့တက်တဲ့သူတွေများပါတယ်။ဒါပေမဲ့ခြေလျင်တောလန်းကနေတက်တဲ့သူကတော့အများကြီးသိမ့်မရှိပါဘူး။တက်ကြီးပဲဆိုရင်တော့တော်တော်ပင်ပန်းတဲ့ဒီတောင်တက်ခရီးကိုကျွန်တော်တို့နေချင်းအတက်အဆင်းလုပ်မှာဆိုတော့ကျွန်တော်တို့ challenge လေးအောင်ပါမလားဆိုတော့ဆိုရင်စိတ်ကလေးကတော့ဖြစ်မိပါတယ်ဗျ။အခုကျွန်တော်တို့ရှောက်လာရင်းနဲ့မှာ3ဖာလုံးရှိတဲ့အချိန်မှာရေမြောင်4စခန်းကိုရောက်လာပါပြီ။ရေမြောင်4စခန်းကတော့ကျွန်တော်တို့ဒီနေရာလေးပဲဖြစ်ပါတယ်ဒါမိုးတွင်းဆိုရင်တော့ဒီနေရာလေးကဟိုရေတကွန်လေးလိုပဲရေစီးတန်တာပေါ့နော်အခုကတော့ရေမရှိပါဘူးဒီလိုနဲ့ကျွန်တော်တို့ဆက်ပြီးလမ်းလျှောက်လာခဲ့ပါတယ်ဒီဇင်ဘာရဲ့စောင်းငွေတက်ရာသီဥတုအေးအေးလေးမှာအခုလိုမျိုး hiking လုပ်ရတာပေါ့နော်တကယ်ကိုဘာနဲ့မှလဲလို့မရတဲ့ feeling လေးဖြစ်ပါတယ်ဗျနေရောင်ကြီးကလည်းစာပြီးထွက်လာခဲ့ပါပြီ။ပတ်ဝန်းကျင်တစ်ခုလုံးကလည်းစိမ့်ဆူပြီးတကယ်ကိုလှပပါတယ်။ဒီဇင်ဘာကတော့အခုလိုမျိုးတောင်တက်ဝါသနာပါတဲ့သူတွေအတွက်တောင်တက်တဲ့ရာသီဥတုလေးဖြစ်ပါတယ်။ကျွန်တော်တို့ရှောက်လာရင်လည်းမှာတမိုင်အကွာဝေးကိုရောက်ပါပြီ။ချက်ပွိုင်းကတော့ရွှေရင်ဆိုဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့အားတင်ပြီးတော့ဆက်ပြီးတော့တက်လာပါတယ်။လူကတော့နည်းနည်းလေးတော့မောနေပါပြီဗျ။ဒီနေရာလေးကတော့ကျွန်တော်လွန်ခဲ့တဲ့10နှစ်တုန်းကပေါ့နော်အဲကျွန်တော်ခြေချင်းတက်ဖူးပါတယ်အဲ့ကလေးကကျွန်တော်အရန်သဘောကျခဲ့တဲ့နေရာလေးဖြစ်ပါတယ်တကိုင်းလေးတွေကလွားတိုင်းအခုလိုပဲအမိုးလေးအုပ်ပေးသလိုလေးဖြစ်နေတာပေါ့နော်အခုချိန်မပြတ်စီးပေးပဲလှနေပါတယ်ဒါကတော့လမ်းလျှောက်နေနဲ့ဖက်နှက်ထဲကိုခဲစားဝင်သွားတဲ့ကျွန်တော်တို့ရဲ့အသက်ငယ်ဆုံးဆရာကြီးပါရွှေရင်သာစခန်းကိုရောက်ပါပြီတမိုင်နဲ့နှစ်ဖာလုံးဖြစ်ပါတယ်ရွှေရင်သာစခန်းကနားနေတဲ့လူတွေတော်တော်များပါတယ်ဗျကျွန်တော်တို့ဆက်ပြီးလမ်းလျှောက်ရကနေဒါတောက်တလန်းဘေးမှာရှိတဲ့ဒါရွာလေးပေါ့နော်ရွာလေးကိုရောက်ရှိပါပြီရွာမှာရှိတဲ့အိမ်လေးကအရန်ကိုချစ်စရာကောင်းပြီးနေချင်းစပွဲလေးပါဒီရေတကွန်လေးကတော့ရေတော့မကြတော့ဘူးပေါ့နော်ဒါပေမဲ့ရေလေးတော့အနှဲငယ်တော့စီးနေပါသေးတယ်ဒီရေတကွန်လေးရဲ့နာမည်ကတော့အတက်ရေတကွန်ဖြစ်ပါတယ်ကျွန်တော်တို့ point တစ်ခုမှာခီးတစ်ထောင်နားပါတယ်နားရင်နဲ့ကျွန်တော်တို့မုတ်လက်ဆောင်တောက်ပါတယ်မုတ်လက်ဆောင်တစ်ခွက်တစ်ထောင်လေးရတဲ့တန်ပါတယ်အရန်ကောင်းပါတယ်ဗျကြားသွဲစကန်ရောက်ပါပြီကျွန်တော်2မိုင်နဲ့2ဖာလုံးထိလမ်းလျှောက်ပြီးသွားပါပြီဒါတော့ကြားသွဲစကန်နားမှာရှိတဲ့ဘိုးဘိုးကြီးနန်းနန်းပါကျွန်တော်တို့ဆက်ပြီးလမ်းလျှောက်လာရင်းနဲ့မှာနာမည်ကြီးရေမြောင်ကြီးစခန်းကိုရောက်ပါပြီရေမြောင်ကြီးစခန်းကနေကျွန်တော်တို့ဒီဘက်ကိုဆက်ပြီးတော့သွားပြီးတောင်ပေါ်ကိုတက်ရမှာဖြစ်ပါတယ်အားလုံးဆက်ပြီးလိုက်ခဲ့ပေးကြပါဦးအတက်ကြီးပဲတကားရိုက်နေရတယ်ကျွန်တော်တို့ပန်းမတောင်စခန်းနဲ့မဟာနယ်စခန်းကိုရောက်ပါပြီတောက်လျှောက်ကိုတက်နေရတာပါဗျာဒီနေရာကတော့နာမည်ကြီးဖိုးပြန်တောင်စခန်းဖြစ်ပါတယ်ကြိုက်တီယိုတောင်တက်ခရီးတစ်လျှောက်မှာအပင်မန်းဆုံးနေရာဖြစ်ပါတယ်ကျွန်တော်တို့တော်ကြိုးစားအားတင်းပြီးတော့တက်လိုက်ရတဲ့နေရာလေးလည်းဖြစ်ပါတယ်ခင်ဗျရှောက်လာရင်လည်းဗန်ဘွေးပင်စခန်းကိုရောက်ပါပြီ3မိုင်နဲ့6ဖာလုံးရှိပါပြီတောင်ရဲ့ထိပ်ပိုင်းကိုရောက်လာလေရှုခင်းတွေကအခုလိုပဲပိုပြီးတော့လှလာလေဖြစ်ပါတယ်အရန်လှတဲ့ရှုခင်းပါပဲဗျာဆက်လျှောက်လာရင်းနဲ့မှာကျွန်တော်တို့အောက်ဆိုင်တမော့ကိုရောက်ရှိပါပြီအတက်ကအခုလိုမျိုးပဲစီးကြိုနေပါတယ်ဆက်ပြီးတက်လိုက်ပါအောင်မယ်ဗျကျွန်တော်လာရင်းနဲ့မှာတောင်တက်ကားတွေရှိတဲ့လမ်းကိုရောက်ရှိပါပြီတောင်တက်ကားတွေနဲ့ကမ်းလမ်းဖြတ်တိုင်းနေရာလေးကနေဆက်ပြီးတော့သွားရမှာပါဒီနေရာလေးကနေဒေါ်လန်လမ်းရှိကိုဆက်သွားရမှာဖြစ်ပါတယ်ကဲအောင်မြင်ခဲ့ပါပြီကျွန်တော်တို့တောင်ပေါ်ရောက်ပါပြီဗျဒီကနေပြီးတော့ကျွန်တော်တို့ဒီလမ်းလေးကနေဘုရားကိုဆက်သွားရပါမယ်
ဒီနေရာလေးကတော့တောင်အောင်ပြန်ဆင်းကြမယ်ဖျားဘူးတွေကားဆောက်နေတဲ့နေရာလေးဖြစ်ပါတယ်ကျွန်တော်တို့ကရှေ့ကိုဆက်သွားပါမယ်စံတော်ရှင်ကြိုက်တီယိုစီရွမြကြီးရဲ့မုတ်ဘူးကိုရောက်ရှိပါပြီဖျားဘူးတွေကတော့အခုမြင်နေရတဲ့အတိုင်းပါပဲအများကြီးပါပဲခင်ဗျာဒါ3ရက်ဆက်တိုက်လည်းပိတ်တယ်အဲ့ဒါကြောင့်မို့လို့အနေနဲ့ရဲကဖျားဘူးပြည်သူတွေကအခုလိုပဲဖျားကြီးကိုလာရောက်ဖူးမြော်ကြတာပဲဖြစ်ပါတယ်ရေမြင်တော်မှာကလည်းဒါပေါ့နော်မိသားစုတွေကအခုလိုမျိုးဒါစခန်းချအနားယူနေတာကိုလည်းတွေ့ရပါတယ်ဒီဇင်ဘာလဆိုတာနဲ့ဒါကျွန်တော်တို့ကြိုက်တီယိုမှာမြင်နေကြမြင်ကွင်းတွေကတခုဖြစ်ပါတယ်အရန်ချင်ညိုဘောကောင်းပြီးအရန်တပ်ပေလာတဲ့ကြိုက်တီယိုစီရွမြင့်ကြီးကိုဒါကျွန်တော်တို့အနေနဲ့တကူတကဟောနော်တောင်တက်ပြီးဖူးမြင်ခဲ့ရတဲ့စန္ဒကလေးပြေဝသွားခဲ့ရပါပြီကျွန်တော်တို့ဒီအရန်ကိုပျော်ရွှင်မိပါတယ်ခင်ဗျာဖျားဖူးပြီးလို့ကျွန်တော်တို့စန္ဒလေးပြေဝပြီးတဲ့နောက်မှာတော့ကျွန်တော်တို့ challenge လေးအောင်ဖို့အတွက်ဆက်ပြီးလုပ်ရပါအောင်မယ်ကျွန်တော်တို့တောင်ကြီးအထိကိုလမ်းလျှောက်ပြီးဆင်းဖို့ပြင်ရပါမယ်ခင်ဗျာဒါကြောင့်တက်လာတဲ့လမ်းတိုင်းပြန်ဆင်းဖို့ပြင်ခဲ့ပါတယ်တောင်ပေါ်ကမဆင်းခင်အဆင်းလမ်းဘေးမှာရှိတဲ့ဒါကျွန်တော်ထမင်းဆိုင်လေးမှာနေလေစာလေးဝင်စားခဲ့ပါသေးတယ်ထမင်းစားပြီးကျွန်တော်တို့အခုတောင်အောက်ကိုပြန်ဆင်းလာပါပြီခုနကတက်လာတဲ့လမ်းတိုင်းပြန်ဆင်းမှဖြစ်တဲ့အတွက်ကြောင့်မို့လို့လမ်းခီးကိုတော့ကျွန်တော်ဆက်ပြီးတော့ရိုက်မပြတော့ပါဘူးအခုကျွန်တော်တို့အေးဆေးပဲထမင်းလုံးစီရင်ဆင်းမှဖြစ်ပါတယ်ဒါကျွန်တော်တို့လမ်းခီးမှာဒါမြင်ရတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့တောင်ကြီးကိုပြန်ရောက်ပါပြီညနေဆောင်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့တောင်ကြီးမှာတော့လူကတော့တိတ်တော့မရှိတော့ပါဘူးဗျဒါကတော့ day 2အနေနဲ့ကျွန်တော်တို့ကြိုက်တီယိုစီရွမြင့်ကြီးကိုခြေလင်းတောင်တက်လမ်းကတဆင်အတက်အဆင်းပြုလုပ်ပြီးတော့နေချင်းဖျားဖူးတဲ့ vlog တွေပဲဖြစ်ပါတယ်ကြည့်ရှုခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ